မင်္ဂလာပါရှင်အခုတခါတင်ဆက်ပေးမှာကတော့တခုလဲဆက်လန်းဖြစ်ပါတယ်ဆက်လန်းလေးမစားတင်ခင်မှာကျမတို့ရဲ့ YouTube channel လေးကို like and subscribe လေးတွေမလုပ်ရသေးဘူးဆိုရင်တော့ like and subscribe လေးတွေလုပ်ပြီးတော့ဘေးနာကနှုတ်ကြည့်ပေးလေးကိုနှိပ်ခဲ့ပေးကြပါအောင်နော်ကဲဒါဆိုရင်တော့ဆက်လန်းလေးစားလိုက်ရအောင်ဟဲ့အောင်စောကြီးအဲ့ဆိုမိုက်တယ်နော်အေးဟုတ်တယ်ကွာနောက်ကကြည့်ပူတော့မိုက်သေးတယ်အမလီဘာတွေကြည့်ပြီးတော့မိုက်နေတာလဲစောကြီးနဲ့စုံမြင့်ရဲ့နင်တို့လေးငန်းဆရာရှာလို့ဒီလိုတစ်ခုလဲကောင်မငန်းရတလားဟဲ့ဟင်းတစ်ခုလဲဟုတ်လို့လားမတင်ထွေးရဲ့အဟုတ်တော့အဟုတ်တစ်ခုလဲချင်းဘေးကားပါမလဲကလေးတယောက်လေးရှိသေးတယ်သူ့သားကလေးအချောက်လို့လေးလေးတာထုဆိုလားဟာဒါဆိုပူတော့မိုက်သေးတယ်အမေရောတာရောဟဲ့မိုက်မနေနဲ့နေတို့တည်တည်ချာကြည့်မိမဖင်တွေလီမမြဲတဲ့ဟင်းမတင်ထွေးပြောတာဘာလဲဗျဩဘာမှလဲဟဲ့အဲ့ဒီမိမနောက်ပိုင်းကိုတည်တည်ချာကြည့်လေဖင်ကအောက်တွေ့ကြနေတာမှတ်ထားမိမဖင်တွေ့ကြနေလီမမြဲဘူးဟဲ့စိတ်ကူရရင်းမနေနဲ့အလောက်ကအပြန်ရက်ကွက်ရဲလူစီကားရဈေးဆိုင်တန်းလေးမှာအိမ်အတွက်လိုအပ်တာတွေဝင်ဝေးနေတဲ့ကေတွေတစ်ဖက်ဈေးဆိုင်အကျဉ်းမှာပြောနေတာကြားတာကိုကြားလိုက်ရတာကြောင့်စကလုံးတွေကနှမချင်းမစာမနာတောက်သမီးချင်းကိုချင်းမစာနာမိမသားချင်းမစာနာတဲ့စကလုံးတွေကြောင့်မလို့ကေတွေထောင်ကနေထွက်လာတဲ့ဒေါသနဲ့အတူခြာကနေနောက်ပြန်လှည့်လိုက်ကဟဲ့တင်ချွေနေပါစကားပြောရလဲငါလက်ဘွားကပါမရွေးဘူးနော်ညီအတလဲစော်ကားနေတာတွေကများနေပြီဒေါသနဲ့အတူလူကပါတပန်းဆိုင်ခံဘက်ကိုရောက်သွားတယ်ရိုးရိုးသေးသေးဖြစ်သွားတာကြောင့်တချို့သောဈေးတွေဝေသူတွေကွက်ကြီးလုံနေကြပြီးတော့တကောင်သားနှစ်ကောင်ကကေသွင်းရဲခုခံတာတစ်ခုလုံးကိုဝါစာမတက်ဝါမတဲတည်တည်ချာကြည့်နေကြလေတယ်ငါကဘာပြောလို့လဲအမှန်ပြောတာလေညီကအမှန်ပြောတော့နားတယ်နိုင်လေးလေးသိလိုက်ကောင်မဘာစကားပြောတာလဲကေသွင်းကချိန်များနိုင်တော့တဲ့ဒေါသကိုထွက်ပေါက်ပေးလိုက်ချိန်မှာတော့ဟဲ့နေကငါ့ကိုပါရိုက်တယ်ဟလားအေးရိုက်တယ်လာလေလာလိုက်ထက်ရိုက်ခင်ချင်းရှိကိုတော်လာခဲ့ကောင်မကေတူဘာမှတ်နေလဲဟဲ့တတောင်းစားနှကောင်နင်တို့လည်းကြက်ကြက်တတိထားနင်တို့နှမတွေအမားတွေလိုထင်ပြီးတော့ငါ့ကိုပေါ်လောအစားတရားထင်းမနေနဲ့တတောင်းစားတွေနင်တို့ကိုပါရိုက်မှာငါ့ကိုဘာကောင်မှမှတ်နေလဲလူတွေကရွတ်တသိပ်ပူဖြစ်ကဆွဲသူကဆွဲကြီးသူကကြီးတီတူပြိုးသူကပြောနဲ့ဈေးဆန်တန်းမှာစီကားသွားရလေတော့တယ်အိမ်ပြန်ရောက်ချင်းအမောင်မပြေနိုင်ကေသွေးရတော်သားတွေကအလေးလိုက်ထွက်နေစေကံကြောင့်မလားလို့တခုလဲကလေးအမေဖြစ်နေရတာပန်းဝန်းကျင်ရဲ့အထင်သေးကြုံချခံရဖို့လားတခုလဲဖြစ်တာဘာဆန်းလဲလင်းနဲ့ကွေးတာဘာဆန်းလဲကို့အပေါင်မကောင်းတဲ့ယောက်ျားကိုဖက်တွေ့ပြီးတော့ဒုက္ခဆင်းရဲမခံမနဲ့ပြက်ပြက်သားသားကွေးလိုက်တာဘာဖြစ်လဲကိုဝမ်းအတွက်ကိုချစ်တာပေါ်ကိုရက်တည်ရတာအပြစ်ဖြစ်နေရလားဒီပန်းဝန်းကျင်မှာကေတွေအတော်လေးကိုမွန်းကျက်လာပြီးအချိန်နေမပေးလို့တော့ဒီလိုနေရာမှာနေရတာအချိန်ကညနေဆောင်ပြီးမကြခင်မှာအမောင်ရောက်လာတော့မယ်သူကပေတဝေချိုးနေမှမသိအခုချိန်ထိကိုပြန်မလာသေးဘူးကေတွေထမင်းစားဝန်းကိုငုံကြည့်တိုင်းကတားပြန်လာကစားနေလေတယ်အမေတားပြန်ရောက်ပြီဟဲ့ပြန်လာသေးတယ်နော်ဒါပေတဝေထိုးနေရတာလေငါအလောက်ကပြန်လာပြီးတော့ချက်ပြည့်ရွံနဲ့မောနေရတာနေရတတရအလေလိုက်နေတယ်အမေကလေအလေလိုက်တာမဟုတ်ပါဘူးတာပန်းတဲ့အတော်ကြီးစပယ်စီကိုတွားနေတာမစပယ်စီနေကဘာသွားလုပ်တာတော့ဟိုလေဟိုညဘက်ကိုလေသားစပေပန်းလိုက်အောင်မလို့အဲ့ဒါဘာပြောတယ်ပန်းလိုက်ရောက်မယ်ဟုတ်လားနင်စာတော့မလုပ်ချင်ဘူးမဟုတ်တာကြလုပ်ချင်တယ်အမေရဲ့သားเจ้าစာစိတ်မဝင်စားဘူးလေကြောင်ဆက်တန်းနေလေသားအောင်မဟုတ်ဘူးအခုလေဆေးတန်းရောက်နေပြီပဲသားလူအောင်မကြပါဘူးအမေရဲ့အမေကိုတစ်ဖက်တလန်ကအကူရအောင်သားအလုပ်လုပ်ချင်တယ်အမေလေးနည်းနည်းနားရတာပေါ့အမေရဲ့အကျွေးတွေလည်းမနဲ့များနေပြီလေအဖိုးမဆုံးခင်ကအမေယူထားတာတွေကဒီအိမ်ကိုပါထုတ်အပ်ရတော့မဲ့အခြေအနေဖြစ်နေပြီလေအမေသားတို့ကသားမီးအနှစ်ယောက်ထိတ်လေအမေရဲ့မရှိအတူရှိအတူပေါ့သားအလုပ်လုပ်ပြစီနော်အမေသားရဲ့စကားတွေကကေသွေးကိုနာကျင်စေသည်မှာအမှန်ပါပဲသားတရားအတွက်မမဲရက်တည်ပေးဖို့အမေတယောက်ရဲ့ခွန်အားတွေကကေသွေးမှာအပြည့်ရှိပါတယ်မရှိတာရှိတာထက်သားကိုမပင်ပန်းစေချင်ဘူးအဖေမေးနေတဲ့သားအတွက်ကေသွေးတာဝန်ပိုချချင်မိရဲ့လင်းပြတစ်ခုလည်းဖြင်းမှတာဖြစ်သူကကြောင်းထွက်ဆေးရောင်ရတယ်လို့တော့ပန်းဝန်းကျင်ပြောတာမခံနိုင်ပါဘူး။ဒါကြောင့်လေတာရဲ့တောင်းဆိုမှုကိုကေတွေတင်းတင်းရင်ရင်ကိုညှင်းပေခေးလေတယ်။လုံးဝမလုပ်ရဘူးတာထုအမေအခုအလုပ်လုပ်နေတယ်။မင်းတယောက်အကြတော့အမေကောင်းကောင်းထားနိုင်တယ်။နင်းအဖေမရှိတဲ့နောက်မှာနင်းကိုလူတစ်လုံးသူလုံးဖြစ်အောင်ထားဖို့ငါမှတာဝန်ရှိရဲ့။နင်းကောင်းချေကပောက်ကရအကျွေးတွေကိုထုတ်ပြတာထုကောင်းကလေးငုတ်ပြီးတော့အမေရဲ့ဒေါသအောက်မှာတုံတုံများမလုပ်ရပဲနေခဲ့တယ်။အချိန်ကတဖြည်းဖြည်းကုန်လွန်လာတယ်။တာထုလည်းစေတန်းကြလို့အမေရဲ့စုပူချိန်မှမှုကိုခံရင်နောက်တနေ့ဆက်မပြေပဲအလုပ်ထွက်လို့ဖို့ကိုတိုက်ပွဲဝင်ရတယ်
ကဲတွေလေတာဖြစ်သူကိုပြောမရတော့တဲ့အဆောင်မှာလက်လွေလိုက်ရတော့တယ်ဒီအမေနဲ့ဒီသားနှစ်ယောက်တည်းရှိတဲ့ကဘာမှာအရာရာအလုံးကိုအန်တူဖို့ငွေကောင်းတာအရှင်ခင်ဖြစ်နေလေတော့အိမ်ပေါ်ကစိတ်မပေးရဖို့အရေးတာမီနုံဒူးတူပေါင်းထက်လောက်ကင်ဖို့ကိုလိုအပ်လာလေတယ်ကဲတွေကလက်ရှိလုပ်နေတဲ့အယောင်းဝန်ထမ်းအလုပ်ကိုထွက်လိုက်ပြီးတော့ဆေးရောင်ဖို့စိတ်ကူးလိုက်လေတယ်အိမ်ကြီးလမ်းမှာပင်ထမင်းဆိုင်ဖွေပုံဆုံးဖြတ်လိုက်လေတော့တယ်ကဲတွေတို့ရက်ွက်ကလမ်းမတန်းနဲ့ကြုတ်ချင်ခဲ့ဆိုတော့စီကားတယ်ဒါကြောင့်ထမင်းဆိုင်ဖွင့်ကအလုပ်လုပ်ပြမယ်ဆိုပြီးတော့ကဲတွေကကြိတ်လိုက်မိတယ်ဒါကတော့ညဘက်စပီပန်းလိုက်ရောင်ပြီးတော့ရောင်ရငွေတွေကိုတပြားမကြံပြန်အကအမေကိုကူပူလောင်ဖက်လှုပ်ပေးနေရှာတယ်။ဒါသူစပီပန်းကုန်းများကိုအကျွေးလိုက်တည်တည်ချာချာလေးစုခိုင်းလိုက်ပြီးတော့စေးရောင်ထွက်ရန်ပြင်ဆင်လိုက်ကအမေဒါစေးရောင်သွားပြီ။ဟဲ့ဒီနေ့မစောဘူးလား။နည်းနည်းစောတယ်အမေ VIP ရက်ခွက်ထက်ကတောင်းရမလို့အဲ့ဒီဘက်ကတထေးတွေကအပြင်ထွက်တာမဟုတ်ဘူးလေ။အဲ့မှာဆိုစေးပူရတဲ့အမေရဲ့ပြီးတော့မှဒီဘက်ချမ်းကိုပြန်လာမှာအဲ့ဒါကြောင့်နည်းနည်းစောသွားမလို့အေးပါငါသားရဲ့ဂယူဆိုင်သွားနော်ကေသူရဲ့ထမင်းဆိုင်လေးကမချင်မက်ပဲနဲ့ရောင်းသွတ်တယ်ဟင်းချက်လက်ရလေးကောင်းပြီးတော့စေတနာအပြင်းနဲ့စားသုံးသူတွေကိုရောက်ချပေးလို့ထင်ပါတယ်နေရအခွက်ကွင်းကောင်းတာကြောင့်မလို့ထင်တယ်ရောင်းအားလေးကောင်းတယ်ဒါကိုပဲမနာလိုမရှုစိတ်ရှိတဲ့တချို့သူတွေကထင်းကြီးအမျိုးမျိုးပေးပြီးတော့ကေသူကိုစိတ်အနှောက်အယှက်ပစ်စေခဲ့လေတယ်အမလေးအေးရောင်းကောင်းတာလေးမပြောနဲ့လေကြည်လိုက်သူ့ဆိုင်မောင်ဝင်းစားကြတာဘလို့လူတွေလဲလို့ကားသမားတွေချင်းပဲလေအစာပြေပေါ့အေးအနောက်သားမလွဲတဲ့စကလုံးတွေကိုကြားရဖန်များလာတော့လေကေသွေကယူမပြူပဲနဲ့ကို့အလုပ်ကိုသာစောက်ချလုံးမိနေတော့တဲ့တချို့ယောက်ျားတွေကလေကေသွေကတခုလန်းဆိုတာသိလို့တေတူဆန်းတဲ့သဘောနဲ့တာပြောမရပြောတွေလေအပြောခံရတာကရှိသေးတယ်စိတ်တင်ဆိုတာသိခံရတယ်ဆိုတဲ့စကားအတိုင်းကေသွေသိခံခဲ့တယ်ကေသွေအကိုစားလာတဲ့အဆင်သင့်ဖြစ်ပြီလားအာကိုမိုးရလေအစင်းတိမှရှင်ဒါနဲ့ကောက်ဆွေကောင်းလာကြည့်နိဆွေကောင်းပါဒါပေမဲ့မောတယ်ကေသွေးလေးနဲ့တွေးတော့မှပဲအမောပြေတယ်ဟမ်အပြောကောင်းကိုတက်ပါကြီးခါရိုင်းလိုပဲဝက်သားနေပဲနော်အစီတစ်ထက်ရဲ့အသားတစ်ထက်ရဲ့သုံးထက်သားလေးကာသမာမိုးတွေကပြောလေးပြောအကြီးတွေကကေသွေးရဲ့ကိုလုံးတစ်ခုလုံးကိုတိတ်ကြုံပြီးကြီးကစရွေးတွေကိုမြွချလိုက်တယ်စီးပွားရေးအရာလို့ဆိုမိမသားတူလေးရှာဖွေလောက်ကန်စားတောင်းနေရတဲ့အချိန်မှာအားကိုးစရာပဲဖြစ်ဖြစ်အဟန့်အတားပဲဖြစ်ဖြစ်ကေသွေလိုအဲ့တယ်လို့ထင်မိတယ်။တာဖြစ်သူကအကိုရောက်လာတဲ့အခြေအနေမျိုးဖြင့်သူမကိုစောင့်ရှောက်ပေးမှုမရသေးတာကြောင့်အသက်38နှစ်အရွယ်သားရှိသေးတဲ့လုံကြီးပေါင်လာတစ်ခုမှလေးကေသွေအကိုရှာချင်မိလေတယ်။မပြည့်စုံတဲ့အထက်ပန်းဝန်းကျင်ကြားမိုးဆိုးရဲ့ရန်ကရှိသေးတာကြောင့်တယောက်ကိုအတီတခြားယူလိုက်ရင်ဖြင့်တီတထမ်းများဖြစ်သွားမလားဆိုတဲ့အတိတ်ကဝင်လာတာကြောင့်လေကာသမာမိုးဝေကိုကေသွေကအချက်တွင်စစ်စားခဲ့လေတယ်။အမေရဲ့ဒီအတိုင်းလေးသားတော့အဆင်ပြေနေတာပဲဟာပြီးတော့အကျွေးတွေလေအတော်လေးကျင်နေပြီပဲသားတော့တက်ပူစရာဘာရှိလို့အမေကနောက်ယောက်ျားယူရတာလေပြီးတော့သားကငေတော့တာမဟုတ်ဘူးရှက်တယ်ဗျဟဲ့ရှက်ရအောင်ကသူများလင်ကိုလူနေတာမှမဟုတ်တာအခုဟာရှေ့ရက်ကိုတွေ့ပြီးတော့ငါးလေးစီစဉ်ရတယ်ဘယ်လိုပဲဖြစ်ဖြစ်အမေမှာအကူအားထားစရာယောက်ျားကောင်တယောက်ရှိနေတယ်လေသားရဲ့သားဖြစ်သူလက်ခံလာအောင်ကေတွေတရားရှော့က6ကပြောဆိုလေတော့လေတာသူရဲ့စိတ်ထဲမှာတော့အမေကိုမညွမြင်ရက်တော့လေသဘောမတွေးကအလုံးမကြဖြစ်ရလေရဲ့ချက်ခွက်ထဲမှာတော့တာထူးပူရိပ်ပင်အရှက်ရခဲ့လေတယ်မလို့သူရဲ့ထွနေတဲ့စကားလုံးတွေကတာထူးရဲ့ခံစားချက်တွေကိုအထက်ထက်နာကျင်စေခဲ့တယ်ပြောသားပဲအေးဒီလိုဖြစ်လာမယ်ဆိုတာဒီလောက်တယုံယုံနဲ့တော်တလင်းဆက်ခင်းနေမှာတော့ဟောကာသမားမိုးတွေကလေနွားပဲနေမှာပေါ့အေးဟဲ့မဖြစ်နိုင်ဘူးကာသမားဆိုမှတော့လူလင်ပဲနေမှာပါအေးမိကေသူကတခုလန်းဆိုပေမဲ့ရုပ်ရည်လေးကရှိသေးတယ်လေပြီးတော့ရှာနိုင်ဖွေနိုင်တယ်ဟမ်ဒါနဲ့သူ့သားဓာထုကလည်းဘာထုလေအေးမေအေချင်းရနင်းနာပဲလူကပြော့စီပြော့ဖြစ်နေတော့ညဘက်ဆိုပန်းရောက်ရင်းနဲ့အမလီပြောကုန်မပြောချင်ပါဘူးကာလာတတိုင်းနဲ့တယုံယုံပါပဲအေးအေးဟဲစိတ်ဖြစ်ဖို့ကောင်းတယ်အရက်နာတယ်တာထုလာနဲ့ဆက်ဆက်ကြရသည်ကိုမယုံနိုင်အောင်ဖြစ်ရလေတယ်ကိုရီသားအမိအပေါ်ဒီလောက်ပြောနေရအောင်တာထုတို့သားအမိဒီပန်းဝန်းကျင်ဒီထိုင်ဝန်းပေါ်မှာဘာမှမလုပ်ခဲ့ပါဘူးဘာလို့မြင်နေရလန်ဆိုင်ချင်ကြတာလဲဒီလိုလူအတိုင်းဝန်းချမှာအမေဘလို့ရက်တည်မလဲပို့လို့ပင်မွန်းချက်စိတ်ခဲ့လေတယ်ပန်းရောက်ပြီးပြန်ရတော့အခါတိုင်းလိုအမေကချမင်းဝိုင်းပြင်ပြီးတော့စောင်းမနေခဲ့ပေတိတ်တဆိတ်အိမ်ပေါ်ခြေလန်းတက်လာပြီးတော့အမေကိုအင်းရှိမှမတွေ့ရတာကြောင့်တာထုခေါ်မဲ့အပြူမှာကိုမိုးရလဲစွတ်ပဲခဏနေအောင်တော်ကြသားပြန်လာတော့မှဟာကေသွင်းရလေကွာထရန်တစ်ချက်သာချတဲ့အိတ်ခမ်းအတွင်မှာလဲလဲဆက်ဆဲလင်များနေရတဲ့အတန်တွေကတာထုကိုအင်းအပြေပြန်ထွက်သွားဖို့တွန့်အားပေးလိုက်တဲ့အောင်ချက်ချင်းပြင်တာထုအိမ်ထဲမှာထွက်လာခဲ့လေတယ်
ချက်ချင်းနာကျင်ချင်းတွေကိုထွေပိုက်ပြီးတော့ဥတီချင်းမေးစွာခြောက်ခဲရင်းနဲ့ဟဲ့ပန်းတီလေးပါလားပန်းတွေကုန်သွားပြီလားနင်းနင်းချိန်နေတဲ့ကောင်းကောင်းတို့တငယ်ချင်းတစ်ခွင်းနဲ့ပက်ပင်တူလေးပြီးဟဲ့မင်းနေရလေလာကွာငါတို့နဲ့လိုက်ခဲ့မင်းပန်းတွေလေးကုန်နေပြီပဲမလိုက်ချင်ပါဘူးကွာဟာမလိုက်လို့ရမလားကွာငါတို့ပြောအောင်လုပ်ပေးမယ်ကွာဟဲ့ကောင်တွေသဘောတူလားကြာသလားလို့ဒါမျိုးလေးငါတို့ကမရှောင်ဘူးကွာကောင်းကောင်းငါတောင်းမှန်ပါလေကွာငါမလိုက်ပြစေနဲ့မူနေပါနဲ့ကွာမင်းဒီအချိန်မှာအပြင်မှာရှိနေတာဘာအချက်လဲငါတို့သဘောပေါက်ပါတယ်မင်းဆန္ဒတွေဖြစ်စီပေးမယ်လာလိုက်ခဲ့တာတူခေါင်းထဲထွေသွားတယ်ငိုကျင်လာတယ်အမေကိုနာကြည့်လာတယ်ဒီလိုဖြစ်ရတဲ့အတွက်ဘသူမှတာဝန်ရှိတယ်လေလို့တာတူအော်ဟင်မိတ်များလိုက်ချင်တယ်တရွေတိုင်းဆွဲခေါ်သွားတဲ့ကောင်းကောင်းတို့အဖွင့်နဲ့တာတူပါလာခဲ့ရတယ်မျက်ရည်တွေနာကျင်မှုတွေနဲ့လူသူဆိုးရဲဆန္ဒကိုဖြစ်စီပေးလိုက်ရတယ်လေလားဆိုတဲ့အချိန်အတွင်းမှာပင်အချိန်တစ်ခုကပြောင်းလဲသွားခဲ့လေတော့တယ်အမေရဲ့နောက်ယောက်ျားမိုးဝေဆိုတဲ့ကားသမားကနောက်ချမ်းမရင်ငယ်ယူပြီးတော့အမေရဲ့ရှီစုမေစုလေးများကိုပါမှားသွားတာကြောင့်အမေရဲ့မျက်ရည်တွေကိုတာထုသွေးရပြန်ပေးတယ်မငိုပါနဲ့အမေရဲ့တားရဲ့ရှက်လွန်လို့ပါအစာကလေးကလူတွေကအမေတို့ကိုဆိုပြောရှင်နေကြတာအခုလိုသာဖြစ်တာသိကြည့်အမေတို့ရှက်တာပဲသိတယ်တားရဲ့ရှက်နေပါနဲ့အမေရဲ့ပန်းဝင်းကျင်ကတားတို့ကိုထမင်းလာကြွေတာမှမဟုတ်တာပြီးတော့အမေဖောက်ပြန်လို့အမေတစ်ခုလဲပွားကနေနှစ်ခုလဲဖြစ်ရတာမှမဟုတ်ပဲဒါပေမဲ့တားရဲ့ဒါမီနီယာဖတ်ပြီးတော့ငိုကြရင်အနာဂတ်အတွက်ရင်မောကြရလေတယ်အမလေးလေးသိပြီးသားငါပြော့သားပဲမိမဖင်တွေလီမပြေးလို့အခုကြည့်ထားသွားပြန်ပြီနောက်တစ်ယောက်ကဘာပဲဖြစ်ဖြစ်ရာထုတိုးတာပေါ့အေးတစ်ခုလည်းမဟုတ်တော့ဘူးနှစ်ခုလည်းဖြစ်နေပြီဒီအဖြစ်ပြဲတွေရဲ့အချို့ဆက်ကတော့တာထူတော်ရက်ကွယ်မှာမနေဝန်းတော့တဲ့အထိကိုဖြစ်ရလေတယ်ဒါကြောင့်ပဲအိမ်ကိုရောင်းပြီးတော့တခြားမြို့နယ်တစ်ခုစီကိုခြေရချအပြစ်ထွက်ခဲ့လေတယ်မကေတွေရဲ့သားလေးကနှွဲ့နှွေ့လေးနော်ဟုတ်တယ်ရဲ့သားလေးကနှွဲ့နှွေ့လေးနော်ဟုတ်တယ်တာကမင်းမချလေရှင်အဲ့အော်သွားလားမမကြီးရဲ့တကယ်တော့တားယောက်ျားလေးမွေးထားတာပဲကြာကြာရ80ချင်ခဲ့တာပေါ့ဒါပေမဲ့ကျမသားအရွယ်ရောက်လာတော့အခုလိုနှွဲ့နှွေ့လေးနဲ့မိမစိတ်ပေါင်းနေတာကိုပဲကျမကကျင်နေနေမိတယ်ဟင်ဘာဖြစ်လို့လဲမကေတွေရဲ့အော်ယောက်ျားစိတ်နဲ့ယောက်ျားလူနေမိန်းကလေးတွေအတွက်အစိတ်အထောက်ဖြစ်စေမဲ့ယောက်ျားဖြစ်လာမယ်ဆိုရင်တော့အခုလိုမိန်းမရှာဖြစ်နေတာကမှပို့ပြီးတော့တန်ဖို့ရှိသေးတယ်လို့တွေးမိလို့ပါတကယ်တော့တားကိုကျမကတိတ်ကိုယောက်ျားပိသားစေချင်ခဲ့တာပါဒါပေမဲ့ယောက်ျားဆန်လုံးနဲ့ယောက်ျားတော့မဖြစ်စေချင်ဘူးတခုလည်းမတယောက်ရဲ့သားကသူ့အဖေရဲ့သွေးလိုမိန်းမတယောက်ပေါ်တာဝန်မကျေဘူးဆိုရင်ယောက်ျားပိသားတယ်လို့ဘလို့သမုံမလဲအခုဆိုရင်ကျမသားအတွက်မပူရဘူးသားမှာမိန်းကလေးတွေအပေါ်နာကျင်စေမဲ့ကြမ်းတမ်းတဲ့အချင်းစရိုက်တွေလည်းမရှိဘူးသူနေနေတဲ့ပန်းဝန်းကျင်ကိုမူယူပြီးစိတ်ဆိုခြင်းလည်းမရှိဘူးသူကြောင့်ကျမရုံးတွေကတ်တင်မှလည်းလိုက်ဖြစ်ရှင်းရတာမျိုးလည်းမရှိဘူးကျမကတာမွေးပြီးသမီးရထားတယ်လို့တွေးပြီးကျင်တတ်တယ်ဒေါကဲသွေးနာကျင်မှုတွေပူဆွေးမှုတွေကိုဝေးတည်လာတဲ့မျက်ရည်စားတွေနဲ့အတူပုတ်ခတ်လိုက်ပြီးတော့အလားပြင်ဆိုင်မှာပြန်လာတဲ့သားဖြစ်သူကိုထမင်းဝမ်းပြင်ကထိုင်ဆောင်နေလေတော့တယ်